လီယိုနဲ့ဒမ်မွန်တို့ဟာဒီဗီယက်နဲ့ဘာဘာရက်စ်တို့ဦးဆောင်တဲ့ဆာဘီအော့ဖစ်တစုကသူတို့ကိုလူသူမဲ့ဂျိုတစ်ခုပေါ်မှာလိုက်လံဖမ်းဆီးနေလို့အသက်လုထပ်ပြေးနေကြရပါတယ်။နောက်ဆုံးမှာတော့သူတို့ဖမ်းခံလိုက်ရပြီးတိတ်ခဏရတဲ့မှာတောင်းလောင်ခံထားရပါတယ်။ဒီဗီယက်ကသူတို့ကိုတတ်ဖို့စူးစမ်းချိန်မှာဘာဘာရက်စ်ကကပတိန်မိုဒနီနေဝင်ချိန်မှာရောက်ရှိလာပြီးကိုယ်တိုင်တက်လိုက်မှဖြစ်လို့သူ့ကိုရက်တက်မှုအမိန့်ပေးလိုက်ပါတယ်။စိတ်ပြတ်သွားပေမဲ့ဒီဗီယက်ကဘီကိုရှောင်ထွက်ပေးပြီးရင်ဂျာတွေကိုသူတို့ရဲ့ကန်ချမအတိုင်းထားခဲ့ဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီခါမှာလီယိုနဲ့ဒမ်မွန်တို့ဟာသူတို့ဘယ်သွားနေလဲဆိုတာကိုတခြားရင်ဂျာတွေကိုပြောမသွားမိကြဘူးဆိုတာသဘောပေါက်သွားပြီးကက်တင်ခံရမှုမျှော်လင့်ချက်အနှဲငယ်သာရှိပါတော့တယ်။နေကတဖြည်းဖြည်းဝင်သွားချိန်မှာလီယိုနဲ့ဒမ်မွန်တို့ဟာတယ်ရာဗန်ချာမစ်ရှင်စတင်ခဲ့ချိန်ကလေးကသူတို့ကြုံတွေ့ခဲ့ရသမျှအရာအလုံးကိုပြန်လည်တွေးတောရင်းအချိန်ကုန်ဆုံးနေခဲ့ကြပါတယ်။လီယိုကသူ့ရင်မော်ကိုဘလို့ခိုးတက်လာခဲ့တယ်လေ။ခိုင် ကန်ဒရစ် မာယာတို့အပြင်စိတ်ဆိုးနေတဲ့မိုက်နဲ့ဘလို့တွေ့ဆောင်ခဲ့တယ်လဲဆိုတဲ့အကြောင်းတွေကိုပြန်ပြောပြခြင်းအပြင်စတင်ခဲ့ပါတယ်။ဒမ်မွန်ကခိုင်ကအက်စထရိုမဂါရှစ်ကိုအနားပေးထားရကနေပြန်လည်အသုံးပြုဖို့တောင်းဆိုခဲ့တဲ့အကြောင်းကိုထပ်ဖြည့်ပြောပြခဲ့ပါတယ်။မီမီမိုင်းမှာသူတို့ကိုပါရင်ဂျာတွေဖြစ်လာစေခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်အမှတ်ရပြီးတဲ့နောက်မှာတော့စကားလမ်းကြောင်းကမက်ကနာဒီဖန်ဒါစ်ကိုရောက်သွားပြီးသူကမိုက်ကိုတေချင်းတရားကနေဘလို့ကယ်တင်ခဲ့တယ်လဲဆိုတာကိုပြောပြကြပါတယ်။မက်ကနာဒီဖန်ဒါဟာသူ့လမ်းကြောင်းအတိုင်းဖြစ်ဖို့ဘာမှမဆိုဖျက်ဆီးပြဖို့တွန်းဆုံလေးမရှိခဲ့ပေမဲ့မိုက်ရဲ့လွှမ်းမိုးမှုကသာအဲ့ဒီကြီးမြတ်တဲ့စစ်တီတော်ရဲ့ဝိညာဉ်ကိုကယ်တင်နိုင်ခဲ့တာပါ။ရလက်အနေနဲ့မိုက်ဟာမက်ကနာဒီဖန်ဒါအသက်ဖြစ်လာခဲ့ပြီးသူတို့ကိုအဖွဲ့ဝင်6ယောက်ဖြစ်သွားစေခဲ့ပါတယ်။အဲ့ဒီနောက်လီယိုကဒမ်မွန်ကိုသူတို့တိုက်ခိုက်ခဲ့သမျှထဲမှာဘယ်ဘီလိန်ကအဆိုးဆုံးလို့ထင်တယ်လဲလို့မေးခဲ့ပါတယ်။ စကော်ပီယက်စ်နဲ့ထရကီနာတို့ဟာသူတို့နီးသူတို့ဟန်နဲ့အန်နီယန်များကြပေမဲ့ပြန်လည်အသက်ရှင်လာတဲ့စိုက်ကိုရင်ဂျာတွေကသာအဆိုးဆုံးဖြစ်တယ်လို့သူတို့နှစ်ယောက်သဘောတူခဲ့ကြပါတယ်။ စပစ်ပါဝါရင်ဂျာတွေရဲ့အကူအညီနဲ့သူတို့ရဲ့တိုက်ခိုက်မှုကနေလွတ်မြောက်ခဲ့ကြပေမဲ့ကန်ရစ်ကိုဆုံးရှုံးခဲ့ရတဲ့မှတ်ဉာဏ်ကတော့ခရွန်ကသူမနေရာမှာဆက်လက်တိုက်ပွဲဝင်နေသည့်တိုင်အောင်သူတို့ရင်ဆိုင်နေရတဲ့အန်နီယန်ကိုခါးတီးစွာသတိပေးနေစေပဲဖြစ်ပါတယ်။သူတို့ရဲ့အတွေ့အကြုံတွေဟာမကြခင်မှာပဲ Lost Galaxy ကလက်ရှိအခြေအနေနဲ့ကပတိန်မိုဒနီကထရာဗန်ချာပေါ်ပေးနေတဲ့အန်နီယန်စီကိုပြန်ရောက်သွားခဲ့ပါတယ်။နေလုံးဝဝင်သွားတဲ့အချိန်မှာတော့အဲ့ဒီအနေနဲ့ရောက်ရှိလာခဲ့ပြီးမိုဒနီကသူတို့ကိုပြည်တံပေးဖို့ပြင်ဆင်มาတော့တယ်။ကန်ကောင်းစွာနဲ့ပဲတခြား Galaxy Ranger တွေအချိန်မီရောက်ရှိလာပြီးမိုဒနီကိုမောင်းထုတ်နိုင်ခဲ့ပါတယ်။သူထွက်ပြေးချိန်မှာအကာအကွယ်ဖြစ်ထားခဲ့တဲ့ Rogemon ဆိုတဲ့ Monster ကိုလည်းလီယိုက Red Armor Ranger အဖြစ်နဲ့အများဆုံးဖျက်ဆီးပလိုက်နိုင်ခဲ့ပါတယ်။ဒမ်မွန်က Terry ဆိုတဲ့ main ကလေးတယောက်ရဲ့ကားကိုပြင်ပေးလိုက်ပြီးသူမကရန်ကိုကျေးဇူးတင်နေခဲ့ပါတယ်။ကျွန်တစ်တွေရရှိဖို့အတွက်ကပတိန်မိုဒနီဟာသူမရဲ့ဆုံးမဟီဆူဘာကို Ranger တွေကိုအနိုင်ယူဖို့ခေါ်ယူလိုက်ပါတယ်။ဟီဆူဘာကသူမရဲ့မှော်ပညာကိုသုံးပြီး Ranger တွေကိုအိမ်မက်ထဲမှာဖမ်းချုပ်ကထာဝရအိမ်မောကျသွားစေဖို့ကြံစည်ခဲ့ပါတယ်။ဒမ်မွန်နဲ့ခိုင်တို့ကပန်းတွေလက်ခံရရှိခဲ့ပါတယ်။သူတို့ပန်းတွေကိုရှူလိုက်တဲ့အခါမှာတော့အိပ်ပျော်သွားခဲ့ကြပါတယ်။သူတို့ရဲ့အိမ်မက်ထဲမှာ Green နဲ့ Blue Ranger တို့ဟာဆာဘီတွေနဲ့ Nightmare Monster ကိုတိုက်ခိုက်ခဲ့ရပါတယ်။အိမ်မက်ထဲမှာ Ranger တွေဘာဖြစ်ဖြစ်အပြင်မှာလည်းတကယ်ဖြစ်ပျက်နေခဲ့ပါတယ်။မာယာနဲ့ Chrome တို့ကလည်းအလားတူကြုံတွေ့ခဲ့ရပါတယ်။ Emphasis ကဒမ်မွန်ဟာဘာတိုက်ပွဲမှမတိုက်ရပဲသူ့ရဲ့ဂျက်ချိန်မှပျက်စီးနေတဲ့အကြောင်းကိုလီယိုကိုပြောပြလိုက်တဲ့အခါလီယိုကဘာဖြစ်နေတယ်လဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။မိုက်ကတော့နိုးကြကြရှိနေနိုင်ခဲ့ပြီးဟီဆူဘာရဲ့မှန်လုံးကိုရိုက်ခွဲပလိုက်နိုင်ခဲ့ပါတယ်။ Ranger တွေကကျင်းစာပြည့်သွားပြီဖြစ်ကြောင်းသိရှိသွားပြီးနိုင်မဲကိုပြက်လက်အသာစီးရအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။အကောင်ကြီးလာတဲ့နိုင်မဲကို Zoss တွေကအနိုင်ယူဖျက်ဆီးလိုက်ပါတယ်။ Terry ကဒမ်မွန်ကိုကျေးဇူးတင်တဲ့အနေနဲ့ပန်းတွေလာပေးခဲ့ပါတယ်။သူကပန်းတွေကိုလှုပ်ပစ်လိုက်ပြီးသူ့တငယ်ချင်းတွေကသူဟာပန်းနဲ့ဓာတ်မတည့်ဘူးအလက်ကျိတ်ဖြစ်တယ်လို့ပြောလိုက်ကြပါတယ်